မြောက်ပိုင်း3ဘွဲ့ကမြောက်ပိုင်း3ဘွဲ့ထဲမှာရှိတဲ့2ဖွဲ့ပေါ့နော်2ဖွဲ့ကဒီကနေ့သူတို့ရဲ့အခမ်းအနားတွေရှိတယ်ဗျမြောက်ပိုင်း3ဘွဲ့တွေက2ဖွဲ့ကသူတို့အခမ်းအနားတွေရှိတယ် MNDAA က36နှစ်မြောက်သူတို့ရဲ့တပ်မတော်နေ့ပေါ့ဗျာနော်သူတို့ရဲ့တပ်မတော်နေ့အခမ်းအနား36နှစ်မြောက်ရှိတယ်36နှစ် MNDAA ကပေါ့နော်နောက်တစ်ခါတအောင်ကလည်းသူ့ရဲ့တော်လိုင်းနေ့62နှစ်မြောက်ဆိုတာရှိတယ်အဲ့တော့သူတို့မြောက်ပိုင်း3ဘွဲ့မှာအဲ့ဒီ2ဖွဲ့ကတစ်ဖွဲ့က36နှစ်မြောက်တစ်ခုက62နှစ်မြောက်နော်အဲ့လိုနှစ်မြောက်သူတို့ရဲ့တော်လိုင်းရေးနေ့တို့တပ်မတော်နေ့ပေါ့ဗျာအဲ့လိုနေ့အခမ်းအနားတွေရှိတယ်ပေါ့ဆိုပြီးအဲ့အတွက်ကို ULAA က AA ပေါ့ AA ကနေပြီးတော့စာပို့တယ်နောက်တစ်ခါ MNDAA ကနေပြီးတော့ MNDAA ကနေ TNL ကိုစာပို့တယ် TNL ကနေ MNDAA ကိုစာပို့တယ်အပြန်အလှန်သူတို့စာပို့ရတယ်သူတို့မြောက်ပိုင်း3ဘွဲ့လှက်ပတ်ပြီးပို့ကြတဲ့စာရီထဲမှာထူးခြားစွာဖြင့်မပါလာသောစကားလုံးတွေဆိုတာကိုကျွန်တော်ပြောချင်တာထူးခြားစွာဖြင့်မပါလာတဲ့စကားလုံးတွေသူတို့ရဲ့ဒီနေ့ရက်တွေကိုကျွန်တော်မပြောလို့တော့သူတို့ရဲ့မပါလာတဲ့စကားလုံးတွေနဲ့ပါလာတဲ့စကားလုံးတွေပေါ့အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဒီ MNDAA ကိုပို့တဲ့AA နဲ့ TNL ရဲ့တွဲပြီးပို့လိုက်တဲ့စာအဲ့စာမှာဘာပါလဲဆိုတော့နော် MNDAA ကိုပို့တဲ့စာအဲ့စာကိုကဲဖန်ထားတဲ့ကျန်တဲ့စာတွေပါအတူတူပဲဒါပဲပြောချင်တာတော့အဲ့ဒါအတူကျန်တဲ့ဟာတွေလည်းသဘောထားအတူတူပဲသို့တော့ကျွန်တော်အဲ့တစ်စောင်မှအရင်ဖတ်ပြမယ်ကျန်တာဖတ်မပြတော့ဘူးသူကဘာလဲဆိုတော့ MNDAA ဟာတဲ့နော်ကိုကန့်တစ်ဖွဲ့လုံးပေါ့နော်ကိုကန့်တစ်ဖွဲ့လုံးရဲ့အတူလက်တွဲပြီးတော့သူတို့ကနော်1982ခုနှစ်1989ခုနှစ်မတ်လ17ရက်မှာစတင်ဖွဲ့စည်းတာဖြစ်တယ်တဲ့ဖုန်ကြားရှင်ဦးဆောင်ဖွဲ့တယ်အဲ့တော့2025မတ်လ17ဆိုရင်သူတို့တီထောင်တာ36နှစ်ပြည့်ပြီတဲ့အဲ့တော့17ရက်နေ့ကကိုကန့်ဖွဲ့စည်းတဲ့ထူးခြားနေတဲ့နေ့တစ်နေ့ဖြစ်တယ်ပေါ့ဗျာအဲ့တော့အဲ့ဒီအခြေအနေမှာစစ်ရေးအခြေအနေပေးတဲ့အခြေအနေပေါ်မူတည်ပြီးတော့ဇာတိမြေဘိုးဘွားမြေများလက်ထက်မြေများပေါ်မှာဂုံယူဝင်ကြတော့ကြီးချက်ခန္ဓာတော့ကျင်းပနေပြီယုံကြည်ပါတယ်တဲ့နော်စစ်ရေးအခြေအနေပေးတဲ့ပေါ်မူတည်ပြီးတော့နော်အဲ့မှာနောက်တစ်ခုကဘာလဲဆိုတော့ကိုကန့်အဖွဲ့တွေကကိုကန့်တပ်တွေကကိုကန့်ပြည်သူတွေပေါင်းပြီးတော့စစ်ရေးနိုင်ငံရေးရည်မှန်းချက်တွေကိုမရမနာပဲနဲ့မစုံမနေပဲနဲ့ကြိုးပမ်းတဲ့အတွက်အခုချိန်မှာကိုကန့်တွေလိုလားတဲ့စစ်ရေးနိုင်ငံရေးရည်မှန်းချက်တွေတိုက်တာတစ်ခုထမြောက်ခဲ့ပြီတဲ့သူတို့လိုလားတဲ့နိုင်ငံရေးစစ်ရေးနိုင်ငံရေးရည်ရွယ်ချက်တွေတိုက်တာတစ်ခုထမြောက်သွားပြီတဲ့နော်သူပြောတဲ့စကားလုံးမှာထမြောက်သွားပြီတဲ့အဲ့တော့စစ်ရေးနိုင်ငံရေးရည်မှန်းချက်တွေအလုံးစုံထမြောက်တဲ့နီးတူတဲ့ကိုကန့်တွေကယခုတည်းပို့ပြီးတော့အေဂျင့်တာယာစီမံဖွံ့ဖြိုးတဲ့အထိဆက်လက်ကြိုးပမ်းအားထုတ်ကြမယ်လို့ဒါညီနောင်ဖွဲ့အနေနဲ့သူတို့တိုက်တွန်းတယ်တဲ့နော်အဲ့တော့ကိုကန့်ဖွဲ့ရတဲ့ပထမဆုံးသောအထူးဒေသ1ဖြစ်တယ်မြန်မာနိုင်ငံရဲ့နော်ကိုကန့်ဒေသကိုကန့်တမတော်အထူးဒေသ1ဖွဲ့ဖြစ်တယ်ဒီလိုဒေသကနှစ်ပေါင်း20ကျော်ရပ်တည်ပြီးတဲ့နောက်မှာတဲ့နော်2009ခုနှစ်ဩဂုတ်လ10ရက်မှာတော့သူကလက်ရှိစစ်ကောင်စီတစ်ဖြစ်လဲပေါ့သူနော်မြန်မာတပ်မတော်ကနေပြီးတော့နေကြားဆောင်တက်အသွင်ပြောင်းဖို့ဖိအားပေးတာကိုလက်ခံရရှိခဲ့တယ်ဒီဖိအားပေးမှုကိုလက်မခံတဲ့အတွက်သူတို့ရဲ့ဘုံရန်သူဖြစ်တဲ့သူတို့ရဲ့ဘုံရန်သူဟာကိုကန့်တပ်မတော်ကိုအကြောင်းမျိုးပြပြီးတော့အလင့်ငိုက်တိုက်ခိုက်ခဲ့တယ်အခြားတစ်ဖက်မှာတော့ကိုကန့်အထူးဒေသ1အဖွဲ့အစည်းတွေအနေနဲ့ကိုယ်လူမျိုးချင်းမတိုက်ခိုက်လို့တဲ့ပြည်သူငန့်ညာသောအဖြစ်ဒီဒေသကိုခက်တာဆုံးခွာခဲ့ပါတယ်တဲ့ဆိုတော့နှစ်ပေါင်း20ကျော်ကိုကန့်ထူးဒေသ1ကနှစ်ပေါင်း20ကျော်နေခဲ့ပြီးနဲ့မှ2009ရောက်တဲ့အချိန်မှာနေကြားဆောင်တက်အဖြစ်နဲ့အသွင်ပြောင်းဖို့တက်ကနိုင်ငံတော်ကဖိအားပေးတဲ့အချိန်မှာအဲ့ဒါကိုသူကငုံမခံမနဲ့သူတုံ့ပြန်တယ်ပေါ့တုံ့ပြန်တဲ့ခါကျတော့တိုက်ပွဲတွေဖြစ်ပြီးတော့နောက်ဆုံးသူတို့အဲ့နေရာနေဆုံးခွာသွားခဲ့ကြတယ်ဖုန်ချရှင်အုပ်စုဆုံးခွာခဲ့ရတယ်ပေါ့ဒါကိုပြောချင်တာနော်အဲ့တော့ဒီအဖွဲ့တစ်ဖွဲ့ချင်းစီရဲ့ဘုံရည်မှန်းချက်တွေအတွက်စုစုညီညွတ်တဲ့အတူတကွမရမနာချီတဲ့ဖြတ်သန်းလာတာနှစ်ပေါင်း15နှစ်ရှိပြီတဲ့သူတို့သုံးဘွယ်ကအတူတူညီညွတ်လာတာ15နှစ်ရှိပါပြီတဲ့နော်အဲ့တော့ဒီကာလတွေမှာတော်လိုင်းရေးလောကဓာတ်ကိုစိုးတူကောင်းတူရင်ဆိုင်ခဲ့ကြပြီဖြစ်တယ်တဲ့အဲ့တော့တစ်ဖွဲ့ချင်းစီရဲ့ရည်မှန်းချက်ပြည့်မြောက်ဖို့အတွက်ကြံတဲ့နှစ်ဖွဲ့ကလည်းပူးပေါင်းပြီးတော့ရင်ဆိုင်ခဲ့ကြပြီဖြစ်တယ်အဲ့စကလုံးတွေသေချာမှတ်နော်တစ်ဖွဲ့ချင်းစီရဲ့ရည်မှန်းချက်ပြည့်ဖို့တဲ့ကြံတဲ့နှစ်ဖွဲ့တိုင်းကအတူတကွနော်ရင်ဆိုင်ခဲ့ကြပြီဖြစ်တယ်နော်သူတို့ရင်ဆိုင်ခဲ့ကြစိုးတူကောင်းပဲရင်ဆိုင်ခဲ့ကြတယ်တဲ့နော်တစ်ဖွဲ့ချင်းစီရည်မှန်းချက်ပြည့်ဖို့တဲ့ကြံဖွဲ့ပူးပေါင်းဆောင်ရွက်ပြီးတော့နိုင်ဆုံးဖိမကူညီကြတယ်တဲ့အဖွဲ့3ဖွဲ့ရဲ့ခေါင်းဆောင်တွေတပ်ဖွဲ့ဝင်တွေကြားမှာအပြန်အလှန်ချစ်ချင်ညီမှုစီးလုံးညီမှုတွေယုံကြည်မှုတွေအမြဲတည်ဆောက်နိုင်ရတယ်တို့ဒီ3ဖွဲ့ဟာလွတ်ဆောင်ချက်ယခုနောက်ပိုင်းထွက်ပေါ်လာတဲ့တော်လိုင်းအဖွဲ့အစည်းအသစ်တွေအတွက်အတူယူစရာစံပြဖြစ်ခဲ့ပြီဆိုတာအမှန်ပဲတဲ့နော်ဒါကိုပြောတယ်နောက်တစ်ခုကတော့ဒီချိန်မှာတဲ့သူတို့ရည်မှန်းချက်တိုင်းတို့အောင်မြင်ခဲ့ပြီဖြစ်တော့လဲအောင်မြင်မှုနဲ့အတူအခက်အခဲတွေတားဆီးတွေတွန်းတွဲပါလာတတ်တယ်ဆိုတော့သတိမူဂရုပြုဖို့လက်ရှိချိန်နဲ့မိပေါင်းထုတ်ပြထားတယ်တဲ့အဲ့တော့သူတို့ကျန်တဲ့မဟာမိတ်3ဖွဲ့ဟာသူတို့မရှိတူညီနောင်တွေဖြစ်ပြီးတော့တစ်ဖွဲ့အခက်အခဲကကျန်တဲ့2ဖွဲ့အခက်အခဲဖြစ်တယ်လို့အမြဲတမ်းမှတ်ယူပြီးတော့15နှစ်ခန့်အတွင်းခက်ခဲအောင်များတော့အတူရင်ဆိုင်ဖြစ်သန်းမှုတဲ့အတူတူကိုပိုင်ဆိုင်တိုင်းဖြစ်တယ်ပေါ့ဗျာအဲ့တော့နော်ဆိုတော့ကိုကန့်ကိုဖွဲ့စည်းတဲ့36နှစ်မြောက်ကာလအစပြီးနောက်ကာလကိုကန့်ပြန်လဲတိဆောက်ရေးစိန်ခေါ်မှုတွေရင်ဆိုင်ကြော်ပြမှာဖြစ်တယ်ကိုကန့်ဖွဲ့ရဖြစ်သန်းမှုတမိုင်းအခြေခံပြီးတော့စိန်ခေါ်ဘာညာစသဖြင့်ရေးတယ်ပေါ့ဗျာအတူတူသူတို့ရှေ့သွားမယ်လို့ရေးတယ်ရေးနဲ့အဲ့ဒီမှာအကုန်လုံးအဓိကပြောသွားတဲ့အချက်ကဘာလဲဆိုတော့သူတို့အနေနဲ့သူတို့ပူပေါင်းဆောင်ဖို့မြင့်တင်မှုပြောပြီးမယ်အဲ့ဒီစာထဲမှာထူးခြားတာမပါလာတဲ့စကားလုံးကသူတို့ရည်မှန်းချက်ပြည့်ပြီဆိုတဲ့စကားလုံးပြောတယ်သူတို့တစ်ဖွဲ့ရဲ့အခက်အခဲတစ်ဖွဲ့ရဲ့ဟိုရည်မှန်းချက်ကိုနောက်တစ်ဖွဲ့အတူတူပူပေါင်းလုပ်ပေးရဆိုတော့ပြောတယ်နောက်တစ်ခုကဘာလဲဆိုတော့သူတို့ရည်မှန်းချက်ပြည့်ပြီဆိုတော့ပြောသလိုတစ်ခါတစ်ချိန်တော့ခစ်ဒီဖြစ်ပေါ်လာတဲ့နိုင်ငံရေးအခြေအနေပေါ်မူတည်ပြီးတော့သူတို့ရည်မှန်းချက်ကိုလိုလားချက်ပြည့်မြောက်အောင်ကြိုးစားခဲ့ကြတယ်ဆိုတော့ပြောတယ်ဒါပေမဲ့သူတို့မပြောတာကတော့စစ်အာဏာရှင်ဆိုတဲ့စကားလုံးကိုအဲ့ဒီထုတ်ပြန်ချက်ထဲမှာမပါလာတော့စစ်အာဏာရှင်ကိုတွန်းလှန်ပယ်ရှားမယ်ဆိုတော့မပါလာတော့သူတို့
Federal Democracy ပြောင်းစုတိဆောက်ဖို့ဆိုတာမျိုးမပါလာတော့သူတို့ထင်ကြပါအရင်ထုတ်ပြချက်တွေအဆောင်တိုင်းမှာစစ်အာဏာရှင်ကိုအတူတကွရုန်းကန်မှုစစ်အာဏာရှင်ကိုငါတို့ကတော်တော်တိုက်ထုတ်ဖို့စစ်အာဏာရှင်ဆိုတဲ့စကားလုံးကိုထပ်ခါမိုးမုံနေအောင်သုံးခဲ့ပြီးတော့တပြည်လုံးကိုသူကစစ်အာဏာရှင်စကားလုံးနဲ့စစ်အာဏာရှင်ဆိုတဲ့စကားလုံးနဲ့တပြည်လုံးကိုသူကဆွဲဆောင်မှုကြိုးစားခဲ့ပြီးမြဲအခုထုတ်ပြန်တဲ့ဟာထဲမှာစစ်အာဏာရှင်ဆိုတဲ့စကားလုံးတစ်လုံးမှမသုံးတော့ဘဲနဲ့မတက်တာလို့သုံးတဲ့စစ်ကောင်စီဆိုတဲ့စကားလုံးတစ်လုံးကလွဲကျွန်တော်ဘာမှမတွေ့ရတော့စစ်အာဏာရှင်ချုပ်ငြိမ်းရေးဆိုတာလည်းမတွေ့ရသလိုเนาะဒီအာဏာရှင်ချုပ်ငြိမ်းဆိုတာလည်းမတွေ့ရတော့ဘူးတစ်ချိန်တည်းမှာပဲ Federal Democracy ဆိုတဲ့စကားလုံးလည်းမပါတော့နော်စစ်ဖက်နှက်အောက်ကလွတ်မြောက်ရေးဆိုတာလည်းမပါတော့ပြီးတော့အဲ့ဒီမှာသူတို့ထုတ်ပြန်ချက်ထဲမှာပါသွားတဲ့မပါတဲ့စကားလုံးနောက်ထပ်မပါတဲ့စကားလုံး NUG အပါဝင်ဒီ NASA ကအစိုးရကိုပုံကန်ဒေါ်လာနေတဲ့ပြည်မလာတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေကိုလည်းဒီအဖွဲ့အစည်းတွေကိုအတိမတ်ပြုကြောင်းဂုဏ်ပြုကြောင်းသူတို့ရဲ့ပူးပေါင်းပါဝင်မှုသူတို့ရဲ့ကြိုးစားထုတ်မှုဂုဏ်ပြုကြောင်းချီးကျူးကြောင်းသူတို့ရဲ့ဝါတွေကိုသူတို့ပူးပေါင်းပါဝင်မှုတွေကိုတစ်ခုတည်းထည့်သွင်းရေးသားခြင်းတစ်ခုမှမရှိတော့ဒါဆိုရင်ဘာကိုရည်ညွှန်းလဲခင်ဗျားတို့သိဘူးလို့ပြီးနောက်တစ်ခါသူတို့ရဲ့ရည်မှန်းချက်ပြည့်ဖို့အတွက်ခစ်ဖြစ်ပေါ်လာတဲ့နိုင်ငံရေးလမ်းကြောင်းပုံမူတည်ပြီးလေဟုန်စီးပြီးတော့နိုင်ငံရေးလေဟုန်စီးပြီးတော့သူတို့လိုချင်တာရလောဘသူတို့လိုချင်တာကိုရအောင်ပြည့်အောင်ယူနိုင်ခဲ့ပြီလို့သူတို့ပြောတယ်ဆိုတော့ဒါကိုကြီးအပြင်သူတို့ကျွန်တော်တို့သူတို့ရည်မှန်းချက်ကရှင်းတယ်သူတို့လိုချင်တဲ့ပြည်နယ်ဒေသနယ်မြေယာရေးကနံပါတ်1အဲ့လိုနယ်မြေယာရေးအတွက်ကိုဘသူ့ကိုသုံးသူသုံးမယ်ဘသူ့ကိုသုံးချသူတို့သုံးချမှာအခုသူတို့ပြေးသွားတဲ့ခါကျတော့အဲ့လူတွေမလိုတော့ဘူးဆိုတဲ့သဘောမျိုးအဓိပ္ပာယ်တက်ရောက်တယ်ဒါဆိုရင်ကျွန်တော်တို့ရှေ့မှာပြောခဲ့တယ်ကျွန်တော်ဟိုး2023ခုနှစ်2020ကိုစစ်စင်ရေးစတဲ့အချိန်နဲ့ကျွန်တော်ပြောခဲ့ဘူးတယ်ဒါကစစ်အာဏာရှင်ချုပ်ငြိမ်းမဟုတ်ဘူး NUG နဲ့အဲ့ဒီတိုင်းသား NUG နဲ့ဒီပြည်မလာတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေကိုလက်နက်ဖွဲ့စည်းလို့နန်းတင်ပေးဖို့အတွက်ဒီအဖွဲ့တွေတိုက်တာမဟုတ်ဘူးသူတို့လိုချင်တဲ့နယ်မြေကိုရဖို့သူတို့တိုက်တာသူတို့လိုချင်တဲ့နယ်မြေရသွားပြီးတဲ့နောက်ကျရင်တက်တဲ့သဘောတူညီနိုင်ပြီလို့ပြည်လေသွားရင်ခင်ဗျအဲ့ဒီဖွဲ့စည်းကတော့ကန်ထုတ်ပြည်မှာကွန်တုံးလေးတွေလို့ကျွန်တော်ပြောခဲ့တာ